အားလုံးပဲမင်္ဂလာပါကောင်းတိုင်ရန်ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေကျွန်တော်ဒီနေ့မှာတော့အကိုးခံရတဲ့ကဘာဖလားလေးကိုကျွန်တော်တို့ပြန်လည်ပြီးတော့ရှာတွေ့ခဲ့တဲ့ခွေးလေးအကြောင်းကိုပြပြပေးချင်ပါတယ်ဒီတော့ဒီပြည့်လေးတကယ်ရှိခဲ့တယ်ဘယ်နဲ့ခုနှစ်တုန်းကလဲဆိုတော့1990နဲ့မှ6ခုနှစ်အင်္ဂလန်နိုင်ငံကဘာဖလားပြိုင်ပွဲတုန်းကဖြစ်ခဲ့တာဒီတော့ဒီပြည့်လေးကိုကျွန်တော်ပြပြပေးချင်တယ်ဒီပြည့်လေးသမိုင်းမှာလည်းသမိုင်းမှတ်တမ်းတစ်ခုဖြစ်အားသာသမိုင်းမှတ်တမ်းမှာကျန်ခဲ့တဲ့ပြည့်လေးလို့လည်းပြောလို့ရတယ်ဒီတော့ဒီပြည့်အစားကတော့1996ခုနှစ်ပေါ့နော်ဒီမက်စလာပေါ့နော်အင်္ဂလန်နိုင်ငံမှာဒီကဘာဖလားပြိုင်ပွဲကျင်းပဖို့အင်ရှင်ဖြစ်ကျင်းပဖို့အတွက်ပြင်ဆင်နေတဲ့ဒီကာလမှာဒီဖလားကခိုးခံလိုက်ရတာဒီတော့ဘလို့ခိုးခံရလဲဆိုတော့ပွဲမစမီလအနေငယ်အလိုမှာတော့စပန်သေကောင်းပြပွဲရဲ့အစိပ်ပိုင်းတစ်ခုအဖြစ်ပေါ့နော်ဒါလန်ဒန်မြို့မှာရှိတဲ့ဒါ Westminster Central Hall မှာကျွန်တော်တို့ဒီ Drew Remay ဆိုတဲ့ကျွန်တော်ဒီကဘာဖလားရုပ်ထုကြီးကိုကျွန်တော်တို့ပြသထားတယ်ပေါ့နော်အဓိကတော့ show ပြထားတယ်လာရောက်ကြည့်လို့ရအောင်လူတွေအတွက်ပြသထားတယ်ခင်းချင်းပြသထားတဲ့အချိန်မှာဒီဖလားကြီးပေါ်မှာလဲဒေါ်လာတန်းချီအာမခံထားရှိပြီးတော့လုံခြုံရေးအဖွဲ့တွေကိုလည်းဒါစောင့်ရှောက်ဖို့အတွက်ဒီဖလားကြီးကိုစောင့်ရှောက်ဖို့အတွက်များစွာထားရှိထားတယ်ဒါပေမဲ့လည်းမတ်လ20ရက်နေ့မှာတော့ဒီဖလားကြီးကိုကိုးကန်လိုက်ရတယ်ဘလို့ကိုးကန်လိုက်ရလဲဆိုတော့ကျွန်တော်တို့ဒီခမ်းမရဲ့နောက်တကားကိုဖြတ်ပြီးတော့ဒီဖလားကြီးထဲရဲ့မှန်ကိုခွဲပြီးတော့ဖလားကိုခိုးရတာလုံခြုံရေးများစွာရှိတဲ့အထက်ကမှဒီဖလားကြီးကကိုးကန်လိုက်ရတာအဲ့အချိန်မှာကျွန်တော်တို့အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA နဲ့ဒါစကော့တလန်ရဲတပ်ဖွဲ့တွေကတောင်းနေဖြစ်ဒီဖြစ်တဲ့အတွက်2ဆန်းအော်တွေဖြစ်ပြီးဒီဖလိုင်းနဲ့ပတ်သက်ပြီးတော့ခြေရလက်ရကိုတဲ့ဥစ္စာလုံးဝမတွေ့ရှိခဲ့ရအောင်မသိရှိခဲ့ဘူးပေါ့နော်ဒီဖလားကြီးကိုဘယ်သူကိုကလည်းဘာလဲဆိုတော့တက်တွေသူတို့မရှိခဲ့အဲ့တော့အဲ့အချိန်မှာဖလားခိုးခံရပြီးနောက်ရက်မှာဘာပြလဲဆိုတော့ဖလားခိုးရပြီးနောက်ရက်အရောက်မှာကျွန်တော်တို့ဒီကိုဝါတဲ့လူကဒါအင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌထံကိုဂျက်ဆန်ဆိုတဲ့နာမည်ဝတ်နဲ့အစာပို့လာတယ်စာပို့လာတဲ့အထဲမှာလည်းသူကဒီဖလားကြီးကိုပေါ့နော်သူ့ရှီကိုသူပြန်ရခြင်းနဲ့ဆိုတော့ပေါင်1000ဝဲပေါ့ပေါင်1000ဝဲဆိုတဲ့ပမာဏနဲ့သူ့ကိုလာရွေးပေါ့အဲတုန်းက1000ဝဲဆိုတဲ့ပမာဏကဒီခေတ်ကာလမှာတော့1000ဝဲအနေနဲ့နေလိမ့်မယ်ဒါပေမဲ့အဲတုန်းကပမာဏက1000ဝဲဆိုအများများတဲ့ပမာဏလို့ပြောလို့ရတယ်အဲ့တော့1000ဝဲနဲ့လာရွေးတကယ်လို့သာမင်းတော့ရဲတွေခေါ်လာခဲ့မယ်ဆိုရင်ဒီဖလားကြီးကိုရေကြိုလိုက်မယ်ပေါ့နော်သူအဲ့လိုချင်းချောက်တယ်အဲ့တော့ရဲတွေကလည်းဘယ်လိုစီစဉ်လဲဆိုတော့ငွေတုတွေထုတ်လုပ်ပြီးတော့ဒီအဲ့လူချင်းဆိုတဲ့နေရာကိုသွားတယ်ဒါကွက်ချပြီးတော့ဒီဖလားကြီးကိုဝဲကိုဖမ်းလိုက်တော့ဒီလူကဘယ်လူလဲဆိုတော့ကျွန်တော်တို့ဂျပန်စစ်ပြန်တူဖြစ်တဲ့အောက်ဝက်ဘတ်ချလီဆိုတဲ့လူဖြစ်တယ်ဒီလူကဖမ်းပြီးမိချင်းမှာမပြောဘူးဖလားကြီးကိုဘယ်လိုကိုကဘာမှလည်းသူလုံးဝမပြောတဲ့ကြောင့်ရဲတွေကလည်းအစနာလုံးဝရှာလို့မတွေ့ခဲ့အဲ့တော့ကျွန်တော်ပြောတဲ့ဒီရှာတွေ့ခဲ့တဲ့ခွေးပေါ့နော်ဘယ်လိုရှာတွေ့ကြလဲဆိုတော့အခုမှစအဲ့တော့ဒီခွေးကရဲတွေမွေးရတဲ့ခွေးလည်းမဟုတ်ဘူးရဲတွေကဒါအနံ့ခံခွေးတို့ပါအဲ့လိုလည်းမဟုတ်ဘူးတော့ဘယ်လိုလဲဆိုတော့ဖလားဆုံးပြီးတော့9ရက်မြောက်နေ့ပေါ့9ရက်မြောက်နေ့အရောက်မှာကျွန်တော်တို့ဒါလန်ဒန်တောင်ဝင်းမှာရှိတဲ့ Upper Norwood ဆိုတဲ့ဒါပြည်နယ်ပေါ့အဲ့နယ်မြေဒေသပေါ့အဲ့နယ်မြေဒေသမှာနေထိုင်တဲ့ဒီ David Corbett ဆိုတဲ့ဒီလူပေါ့ဒီလူရဲ့ခွေးလေးကလည်းဒါအသက်4နှစ်အရွယ်ရှိဖြစ်တဲ့ဒါကော်လီမျိုးဆက်ခွေးလေးဖြစ်တဲ့ Pickle ဆိုတဲ့ခွေးလေးဖြစ်တယ်ဒီခွေးလေးနဲ့ဒီလူကအဲ့မှာသူတို့ရဲ့အိမ်ကနေလမ်းလျှောက်ထွက်ကြတယ်ပြင်ပေါ့လမ်းလျှောက်နေစဉ်အတွင်းမှာဒီ Pickle ဆိုတဲ့ဒီခွေးလေးကသူ့အိမ်နီးနားချင်းဒီကားဘေးနန်းသွားတဲ့အချိန်မှာအနက်ချန်စီကိုအောက်ချိန်မှာသူစပြီးတော့သတိထားပြီးအနက်ခံမိလားပေါ့မသိဘူးနော်တူးစမ်းတဲ့အနက်ရရင်လည်းရမှာပေါ့အဲ့ချိန်မှာတော့ချန်စီအောက်ကိုတော့စတင်ပြီးကုတ်ချစ်တော့အဲ့ချိန်မှာဒေးဗစ်ကလည်းမြင်သွားရောအနောက်သွားတဲ့အချိန်မှာဘာမြင်လဲဆိုတော့ကျွန်တော်တို့သတင်းစာစက်ကွေနဲ့လုံးလာတာပေါ့လုံးပြီးတော့ကျိုးနဲ့စီးထားတဲ့ထုတ်ကိုသွားမြင်တော့ဒေးဗစ်ကဆက်သချင်းသူကဘုံလို့တင်တာပေါ့နော်ဘုံတွေပါလေပေါ့ဒါသတင်းစာစက်ကူတွေခွာကြည့်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီနှစ်သမီးပုံပေါ့နော်နှစ်သမီးကတော့တွေးတဲ့အတိုင်းပဲအရင်တော့ကဖလားမှာဒါ Greek တနားကြီးလားအောင်မွဲခံနှစ်သမီးပုံဖြစ်တယ် Nike ရဲ့ပုံဒီဥစ္စာကိုထွင်းထူထားတယ်ဒီတော့ဒါလေးတော့တွေ့ပြီးသူအောက်ကိုလည်းသူဆက်ကြည့်တဲ့အချိန်မှာဘာတွေတွေ့လဲဆိုတော့ကျွန်တော်တို့ Brazil တို့ Germany တို့ Uruguay တို့ဆိုတဲ့အနိုင်ရရှိခဲ့တဲ့လူတွေရဲ့ဒီဥစ္စာပေါ့ဒီဥစ္စာတွေတော့တွေ့တော့သူကအဲ့ဆန်နဲ့မြင်နေတဲ့အချိန်မှာဒါတကားလုံးမှရှာနေတဲ့ဒီကောင်လုံးပြန်ရှာနေတဲ့ဒီကမ္ဘာဖလားရုပ်ပဲပေါ့ကျွန်တော်ဒီဥစ္စာကမ္ဘာဖလားကြီးနဲ့တိလိုက်တဲ့အချိန်မှာသူကချက်ချင်းဆိုလို့ဒီကမ္ဘာရုပ်ကြီးကိုယူပြီးတော့ရဲစကောင်ချက်ချင်းသွားလိုက်တယ်အဲ့ချိန်မှာရဲတွေကလည်းဘာဖြစ်အံ့ဩတာပေါ့အံ့ဩသူ့မတင်ကာနဲ့သူနဲ့သူ့ကိုလည်းလို့စစ်မေးတာပြစ်လို့လိုက်သေးဒါပေမဲ့လည်းတေချာတိသွားတဲ့အချိန်မှာတော့သူတန်တရားတွေအကုန်လုံးရှင်းသွားတယ်အဲ့အချိန်မှာသူ့ရဲ့ဒီခွေးဖြစ်တဲ့ Pickle ကလည်းနေ့တွင်ညတွင်ချင်းပဲဒါနာမည်ကြီးသွားတယ်ဟိုးလေးတွေကြော်ဖြစ်သွားတယ်အဲ့ဒီ Pickle နဲ့ပတ်သက်ပြီးတော့ David ကဘာတွေရလိုက်လဲဆိုတော့ကျွန်တော်တို့စုစုပေါင်းစုချင်းငွေဒေါ်လာပေါင်6000ကျော်လောက်ပေါ့နော်သူရရှိခဲ့တယ်အဲ့တုန်းကပေါင်6000ကျော်ဆိုတာအိမ်တစ်လုံးဝယ်လို့ရတယ်အဲ့ချိန်မှာ David ကဒီ
ဒီသူ့ရဲ့ခွေးလေးကြောင့်ပဲပေါ့နော်ဒီအိမ်တက်တလုံးကိုဝင်နိုင်ခဲ့တယ်ပြီးတော့ဒီရုပ်ရှင်တဲ့ဗီဒီယိုတွေမှာဆိုလဲပီကယ်လေးပါဝင်ရတဲ့စကားတွေရှိတယ်ပီကယ်လေးနာမည်ကြီးခဲ့တယ်ပေါ့နာမည်ကြီးပါလဲဆိုတော့ The Spy ဝတ်တဲ့ကိုနို့ဆိုရဲရုပ်ရှင်စကားမှာပါဝင်ခဲ့ရသလို TV အစီအစဉ်တွေများစွာမှာလည်းဒီပီကယ်လေးကဖေးချခြင်းခံခဲ့ရတယ်ပြီးတော့ဒါကွန်ပျူတာစုတွေအနေနဲ့ကတော့သူတို့ရဲ့ဒီ UK ရဲ့ကျွန်တော်တို့ဒါခွေးတွေစောင့်ရှောက်ရေးကြီးဆုံးကျွန်တော်တို့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ဒါ National Candy Defense League မှာလည်းဒါပီကယ်လေးကိုရွှေတစိမ့်ချင်းမြင့်ခဲ့ပြီးတော့Spryler အိမ်မွေးတိရစ္ဆာန်အစားအစာကုမ္ပဏီကလည်းပီကယ်လေးကိုတသက်စာဒါခွေးစားစာတွေဒါသူ့စုပေးခဲ့တယ်ပေါ့နော်အဓိကချင်းမြင့်ခဲ့တယ်ဒါ1966မှာလည်းပြည်သက်တဲ့ဒီအတိုင်းပဲအင်္ဂလန်ကအနောက်ဂျာမနီကိုနိုင်ရရှိပြီးတော့ကမ္ဘာဖလားကြီးကိုရရှိခဲ့တယ်အဲ့ချိန်မှာအင်္ဂလန်အသင်းဂုဏ်ပြုညသာစာပဲလုပ်တဲ့ချိန်မှာလည်းပီကယ်နဲ့သူ့ခင်လေးကဖိတ်ကြားခြင်းခံခဲ့ရသလိုဟိုတယ်လာတာဆောင်ကနေပြည်သက်တွေကိုနှုတ်ဆက်တဲ့အခါမှာလည်းဖလားကြီးနဲ့အတူပီကယ်လေးကိုပါချီးမြှောက်ပြီးတော့အောင်ပွဲခံခဲ့တာကိုလည်းပြည်သက်တွေဒါမြင်တွေ့ခဲ့ရမှာလည်းဖြစ်ပါတယ်ခင်ဗျဒါကတော့ပီကယ်လေးရဲ့အကြောင်းလေးပါပီကယ်လေးကတခုရှိတာ1966ဒီနှစ်ပြီးတဲ့ချိန်မှာ1969ခုနှစ်မှာတော့ဒါတကူနောက်ကိုလိုင်းရင်းနေပေါ့နော်သူ့ရဲ့ဒါကော်လာကျိုးနဲ့ကျွန်တော်တို့တင်းကုန်းနဲ့ညှိမိပြီးတော့ရုတ်တရက်အမှတ်မထင်ပဲနဲ့ဒါဆုံးမသွားခဲ့ရတယ်အဲ့လိုဆုံးမသွားပြီးနောက်ပိုင်းသူ့ရဲ့ကော်လာကျိုးလေးကိုလည်းဒါကျွန်တော်တို့ Manchester မြို့မှာရှိတဲ့မြို့သားပြတိုင်း National Football Museum မှာယနေ့ထက်တိုင်ကိုပဲတင်စီထားခဲ့တာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါအခုဒါကျွန်တော်တင်ဆက်ပေးခဲ့တာတော့ကျွန်တော်တို့ဒီကမ္ဘာဖလားပြန်ဝင်ပေါ့နော်1966အင်္ဂလန်ကမ္ဘာဖလားပြန်ဝင်မတိုင်ခင်မှာပျောက်ဆုံးသွားတဲ့ဒီကမ္ဘာဖလားအယုတ်လေးကိုရှာတွေ့ခဲ့တဲ့ဒီ Pickle ဆိုတဲ့ဒီခွေးလေးအကြောင်းနဲ့ပတ်သက်ပြီးသမိုင်းမှတ်တမ်းတချို့ကိုဒါကျွန်တော်ပြပြပေးခဲ့တာဖြစ်ပါတယ်။နောက်ထပ်အစီအစဉ်တွေမှာလည်းဆက်ဝင်သွားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားဖို့ရှိပါတယ်။အားလုံးပဲဒီနေ့တော့ဒီလောက်ပါပဲခင်ဗျာ။အားလုံးပဲ see you ပါ။